chapter 4အနေနဲ့ server component and API route ဆိုတဲ့အပိုင်းကိုတွားလိုက်ကြအောင်ဗျ server component ဆိုတာကအမှန်တမ်းအရေးကြီးပါတယ်ပေါ့နော်ဒီ Next.js app route ထွက်လာပြီးတဲ့နောက်ပိုင်းမှာပို့ပြီးတော့ပြောင်းလဲသွားတဲ့ feature လေးပါအဲ့တော့ပုံမှန် React.js မှာဆိုရင် client side rendering အလုပ်လုပ်တာပေါ့နော် component တွေက client ဘက်မှာအလုပ်လုပ်တာများတယ်ဆိုလိုချင်တာတော့ဗျာဒီ JS file တွေเนาะHTML file တွေကိုအခွန်လုံးလိုက်ပေးလိုက်ပြီးတော့ browser ဘက်မှာလိုအပ်တဲ့ web page ပြဖို့ပေါ့နော်လိုအပ်တဲ့ information တွေကို browser မှာ rendering လုပ်ပြီးတော့ပြတာကို client side rendering လို့ခေါ်တာကိုအဲ့ဒီ client side rendering လုပ်တာက user ရဲ့ connection ကမကောင်းဘူးနောက်တစ်ခုကdevice ကလည်းဟိုဟောင်းနေမယ်ဆိုရင် rendering လုပ်တဲ့ချိန်မှာ white screen တက်တာမျိုးပေါ့နော်ကြုံလိရှိတတ်တယ်အဲ့ဒါကို Next.js app route ထွက်လာပြီးနောက်ပိုင်းမှာ server component ကို support ပေးတယ်အဲ့တော့ဘာကောင်းရလဲဆိုတော့ server ဘက်မှာ rendering တွေလုပ်တယ် data သွားယူတယ် validation တွေစစ်တယ်အဲ့ဒါတွေကို server ဘက်မှာလုပ်တာဖြစ်တာကြောင့် performance ကပို့ပြီးတော့ကောင်းလာတယ်ဒီ JS file ကိုလုံးဝ client side ဘက်ကိုမပို့ဘူးမပို့ဘဲနဲ့ server ဘက်မှာပဲအလုပ်လုပ်တာဒါကြောင့်မလို့ security တွေပါတွေဆိုလည်းပိုကောင်းလာတယ်လို့ပြောကြတယ်ပေါ့နော် okay ကျွန်တော်တို့ project တွေတည်ဆောက်တဲ့အခါပေါ့နော်အခုနောက်ပိုင်းဆိုရင် app route ကိုပဲသုံးတော့တာဟိုးရင်တော့ pages route နဲ့ရှိတယ် app route ရောက်တဲ့အချိန်မှာတော့ server component fully ဖြစ်တယ်ဒီမှာ example code လေးကြည့်ရအောင်ကျွန်တော် example code တော့မရေးတော့ဘူးဗျ beginner ဆိုတဲ့ course မှာကရေးထားပြီးသားဒါကြောင့်မလို့မရေးတော့ပါဘူး course တွေကြည့်တဲ့အခါကျရင်နှစ်ခုကိုတွဲပြီးတော့ကြည့်စေချင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် backend ကို API ခေါ်တယ်ပေါ့နော် API လမ်းခေါ်သုံးတယ်လမ်းခေါ်သုံးတဲ့အချိန်မှာ data ပြန်ရလာတယ်ရလာတဲ့ဟာကိုပြန်ပြပေးတယ်ဒါကတာမန် function လေးတစ်ခုပါ API ခေါ်သုံးတဲ့ဟာလေးပေါ့နော် okay ဟုတ်ပြီအဲ့ဒါပြီးတော့ server component ကိုသုံးလိုက်လို့ဘာတွေပိုကောင်းလာနိုင်လဲဆိုတော့ပို့ပြီးတော့မြန်သွားတယ် server ဘက်မှာအလုပ်လုပ်တာဖြစ်တာကြောင့်ပို့ပြီးတော့မြန်တယ်နောက်တစ်ခုကuser device ကောင်းလားမကောင်းဆိုရင်ကြာတတ်တယ်ဆိုတဲ့ဟာမျိုးမရှိတော့ဘဲနဲ့ server ဘက်မှာဖြစ်တာကြောင့်မြန်ဆန် rendering လုပ်လာနိုင်တယ်မြန်ဆန် presentation ပြဖို့ပေါ့နော် HTML page တစ်ခုလုံးကြီးကို front end ပြန်ပေးဖို့အတွက်မြန်သွားတယ် load in time မြန်သွားတယ်ပေါ့နော်နောက်က SEO အနေနဲ့လည်း search လုပ်တဲ့အခါမှာ SEO performance တွေလည်းကောင်းလာတယ် scalability လည်းဖြစ်လာတယ်ဒါ server component ရဲ့ကောင်းတဲ့အချက်တွေပါဗျာ Next.js မှာ API route ဆိုတာရှိတယ်သူကကြတော့ဘာလုပ်တာလဲဆိုတော့ backend အနေနဲ့ရေးတာဒီတော်တော်များများ application တွေမှာအဲ့ဒါမပါဘူးနော်သူကဘာလဲဆိုတော့ကျွန်တော် application ရေးတဲ့အခါမှာကွာ application ကနေပြီးတော့ backend ကို data တွေလှမ်းခေါ်ရတယ် data ပို့ရတယ် data ယူရတယ် database နဲ့လှမ်းချိတ်ရတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ချိန်မှာတာမန် React အနေနဲ့ပြောအောင်လေနော် React မှာဆိုရင်အဲ့လိုမရှိဘူးဗျာမရှိတော့ backend application တစ်ခုသုံးရတယ်ပေါ့နော် Node.js သုံးမလားဘာသုံးမလဲပေါ့နော်ကိုကျွမ်းကျင်ရသုံးတာ Next.js မှာကကြတော့ API route ဆိုတာပါလာတယ်အဲ့ဒီ API ကဘာလုပ်ပေးလဲဆိုတော့ endpoint ထုတ်ပေးတယ် full stack developer တွေအတွက်အရန်ကောင်းတယ်backend ရော front ရော application တစ်ခုထဲမှာရေးလို့ရတဲ့အတွက်အရန်ကောင်းတယ်အဲ့တော့စဉ်းစားစရာဖြစ်လာတာက backend API ရေးထားတဲ့ဟာက security ပေါက်နိုင်လားတို့ data တွေရယူသွားနိုင်သလားတို့အဲ့ဒါမျိုးတွေစဉ်းစားစရာဖြစ်လာအဲ့တော့အဲ့ဒါမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ तू က API route တစ်ခုလုံးကို server ဘက်မှာလုပ်တာ client ဘက်ကိုလုံးဝမပို့တနည်းအားဖြင့် JS နဲ့ရေးတာကိုလေနော်အဲ့တော့အဲ့ဒီ JS file တွေအကုန်လုံးကို server ဘက်မှာလုပ်တယ်ဥပမာ database နဲ့ချိတ်ဆရာရှိလဲ server ဘက်မှာပဲdata တွေယူဆရာရှိလဲ server ဘက်မှာပဲ data တွေတိမ့်ဆရာရှိလဲ server ဘက်မှာပဲအဲ့တော့အဲ့ဘက်မှာ server မှာပဲအလုပ်လုပ်တယ် client ကိုပို့တဲ့ချက်မှာ ready made view ပေါ့နော် ready ဖြစ်နေတဲ့ view ကိုပဲ HTML ကိုပဲပေးလိုက်တာဒါကြောင့်မလို့အဲ့ security တို့အဲ့အတွက်နဲ့ပတ်သက်ပြီးတော့စိုးရင်စရာမလိုဘူး server ဘက်မှာပဲအလုပ်လုပ်တာဖြစ်တာမလို့ performance လည်းကောင်းတယ်လို့ပြောတယ် sensitive data တွေအတွက်လည်းစိုးရင်စရာမလိုဘူးဆိုလိုချင်တာဘယ်လိုမျိုးလဲဆိုတော့ဥပမာpassword တို့အဲ့ဒါမျိုးတွေအတွက်လည်းစိုးရင်စရာမလိုဒါက API route ပါ API route ရေးပုံရေးနည်းကိုကျွန်တော်ရဲ့အရှိဗီဒီယိုတွေမှာကျွန်တော်ရှင်းပြထားတာရှိပါတယ်အဲ့ဒီဗီဒီယိုကိုကျွန်တော် mention လေးလည်းပြန်ခေါ်ပေးထားပါမယ် description မှာလည်းကျွန်တော် link လေးထည့်ပေးထားပါမယ်ကြည့်လို့ရအောင်လို့ပါဒါက Next.js ရဲ့ route တိဆောက်ပုံပါ app အောက်မှာ API ဆိုပြီးတော့ folder လေးတစ်ခုဆောက်အဲ့ဒီ API အောက်မှာတိဆောက်တဲ့ about folder တိဆောက်ရင် endpoint က URL endpoint ကဘယ်လိုဖြစ်သွားမလဲ API အောက်က about အဲ့လိုဖြစ်သွားလိမ့်မယ်ဒါကတော့ get method လေးရေးထားတာပါget function လေးရေးထားတာပါပေါ့နော်ဒီ get function ကနေပြီးတော့ block ဆိုတဲ့ data တွေ response ပြန်ပေးတယ်ဒီလိုပုံစံမျိုးပါအဲ့တော့ဒီ get နေရာမှာ post function ဖြစ်သွားမယ်update function ဖြစ်သွားမယ် delete function ဖြစ်သွားမယ်ဒီလိုတွေတော့ပြောင်းသွားမှာပေါ့ကိုယ့်ရဲ့ business logic အရာပြောင်းလဲပြီးတော့ရေးရမှာဖြစ်တယ်ဒီအပိုင်းကကြတော့တယုံနဲ့မပြောကြဘူးပေါ့နော်ဒီ Next.js မှာ server action ဆိုတာရှိတယ်ကျွန်တော်တို့ component တွေရေးတဲ့အခါမှာဗျာ user က request တောင်းတယ်ပေါ့နော်ဥပမာဆိုဘယ်လိုဖြစ်မလဲဆိုတော့ user စီက information တောင်းတာဆိုရင် form တွေရှိတယ်လေ form ထဲမှာမှ input တွေထည့်ရေးတာပေါ့နော်နာမည်ထည့်ပါ
လိပ်စာထည့်ပါဖုန်းနံပါတ်ထည့်ပါဒီလိုမျိုးလေးတွေရေးတာရှိတယ်အဲ့လိုရေးပြီးွားရင် form ကဘာလုပ်လဲဆိုတော့ form မှာ action ရှိတယ်အဲ့ဒီ action ကဥပမာ submit နှိပ်လိုက်တယ်ခလုံးနှိပ်လိုက်တယ်ထားပါတော့နော်အဲ့လိုမျိုးဆိုရင်ဘယ်ကိုသွားရမလဲပုံမှန်အားဖြင့် request သွားတောင်းရမယ်အဲ့လို request တောင်းတဲ့အခါမှာ API route ရေးရလေခုနကတော့အရှိမ API route အကြောင်းပြောခဲ့တာကိုဒီမှာ API folder ဆိုတာစောက်တယ်ဟုတ်တယ်မလားအဲ့ဒီကိုလမ်းခေါ်တယ်ခေါ်ပြီးတော့မှအဲ့ကနေမှတဆင့်ဘယ်ကိုသွားလဲ database တွေကိုသွားတယ်အဲ့လိုမျိုးပါ server action ကကြတော့အဲ့လိုမဟုတ်ဘူးသူက client component ထဲမှာတခါတည်း server action ကိုထည့်ရေးထားတာအဲ့တော့အဲ့လိုသုံးချင်တယ်ဆိုရင်ဘာသုံးပေးရလဲဆိုတော့ use server ဆိုတဲ့ကုတ်လေးကိုသုံးပေးရတယ်သူတစ်ဖြင့်အဲ့လို form data ပို့တဲ့အခါမျိုးတို့အဲ့လိုအခါမျိုးတွေမှာအသုံးပြုတယ်အဲ့တော့ကောင်းရတဲ့ချက်ကဒီ server action ကိုသုံးရင် backend ကုတ်ရေးစရာမလိုတော့ဘူး API route ထပ်ရေးစရာမလိုတော့ပို့ပြီးတော့မြန်သွားပို့ပြီးကောင်းသွားတယ်အဲ့တော့ဒါကိုလည်းမေးစရာရှိတယ်အဲ့ဒီ server action ဆိုရင် security ပေါက်နိုင်လားဆိုတော့သူလည်း server ဘက်မှာ run တာအဲ့ဒီ use server နဲ့ရေးထားတဲ့ဟာကို server ဘက်မှာ run တာ client side ဘက်မှာအလုပ်လုပ်တာမဟုတ်ဘူးဒါကြောင့်မို့လို့ security ဖြစ်တဲ့ performance ကောင်းတယ် process လုပ်ရတာမြန်တယ် loading လုပ်ရတာလည်းမြန်တယ်ကုတ်ရေးရတာလည်းပို့ပြီးတော့တက်တာသွားတယ်ပို့ပြီးတိုသွားတယ်ပို့ပြီးနည်းသွားတယ်အလဲမှာ API route ဆိုတဲ့တစ်စင်ထည့်သုံးနေစီရမလို့တော့အဲ့ဒါကိုကျွန်တော်တို့ပုံလေးနဲ့ကြည့်ကြည့်အောင်ပုံမှန် traditional ဆိုရင် browser က click နှိပ်တဲ့အချိန်မှာဘာလို့ ရလဲ backend server ကို fetch ကိုသုံးပြီးတော့ပေါ့နော် API လှမ်းခေါ်ရတယ် SEO ဆိုလဲ SEO ပေါ့နော်အဲ့ဒါကိုခေါ်ပြီးတော့ backend ကိုလှမ်းခေါ်သွားတယ်အဲ့ကမှ backend ကနေမှတဆင် script file ပြန်ပေးတယ် data information တွေပါတဲ့ file ပေါ့နော်အဲ့ဒါတွေပြန်ပေးတယ်အဲ့ဒီပြန်ပေးတဲ့ဟာကို UI မှာ update လုပ်တယ်အခုကကျတော့အဲ့လိုမဟုတ်တော့ဘူး client ကနေပြီးတော့ browser ကနေခေါ်တယ်ခေါ်တဲ့ဟာကို server action ကဝင်ပြီးတော့အလုပ်လုပ်တယ်ဥပမာ database နဲ့ချိန်ပြီးတော့အလုပ်လုပ်ကမှလား security တွေစစ်ကမှလားဒါတွေကိုအလုပ်ဝင်လုပ်ပေးတယ်ဝင်လုပ်ပြီးတော့ဘာလုပ်လဲ UI ကို update ဖြစ်တဲ့ information တွေပြန်ပေးလိုက်တယ်အဲ့တော့ပို့ပြီးတော့မြန်တယ် memory usage လည်းပိုနည်းသွားတယ်ကုတ်ရေးရတာလည်း simple ဖြစ်တယ်ဒီလိုမျိုးပါအဲ့တော့အခုဒီ video ပြောသွားတဲ့အပိုင်းတွေကဘာတွေလဲဆိုတော့ server component အကြောင်း server action အကြောင်း API route အကြောင်းတွေပြောသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ